အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ ATK channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်လောက်ကိုဖုန်းဝင်မယ်ကျွန်တော်ရဲ့ဘော်ဒါတွေအတွက် Redmi ဖုန်းသစ်ဈေးနှုန်းများပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ Redmi ဖုန်းသစ်ဈေးနှုန်းတွေကတော့အားလုံးပဲသိတဲ့အတိုင်းပေါ့နော်ကျွန်တော်ဈေးတွေထိုးတက်သွားတာပေါ့ထိုးတက်သွားပြီးပြန်မကျလာဘူးပေါ့နော်ပြန်မကျလာဘူးနောက်ပြီးကျွန်တော်ဒီလ9လပိုင်းမှာကျွန်တော်အခွန်ကိစ္စတွေလည်းပေါ်လာပြီပေါ့နော်တချို့ဖုန်းတွေဆိုရင်ကျွန်တော်ဒီ9လပိုင်းကုန်တာနဲ့အခွန်ဆောင်ရမယ်ဆိုတဲ့ message တွေရောက်နေတာကိုလည်းကျွန်တော်တွေ့ရပါတယ်သူ့ဘာလို့ကျွန်တော်မိတ်ဆွေနေနဲ့ဖုန်းသစ်ဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့ဖုန်းဈေးနှုန်းတွေအကြမ်းမြင့်သိအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးပေးခြင်းဖြစ်ပါတယ်ဗျနော်အတက်နိုင်ဆုံးကတော့ကျွန်တော်ဒီကာလမှာဖုန်းသစ်မဝယ်ဘဲနဲ့ကိုဖုန်းလေးကိုမှေးကင်တာတော့အကောင်းဆုံးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဖုန်းတွေကဈေးတွေတက်တယ်နောက်ပြီးအခွန်ဆောင်မဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ customer တွေနေတဲ့မီးနှက်ခါတာပုံစံမျိုးဖြစ်နေတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်အခုပြောပြတဲ့ဖုန်းဈေးနှုန်းတွေကတော့ကျွန်တော်ဈေးကွက်ထဲမှာပေါ့နော်ဈေးကွက်ထဲမှာရှိတဲ့ဖုန်းဈေးနှုန်းတွေကိုကျွန်တော်ပြန်ပြောပြပေးတာပေါ့နော်တစ်ဆိုင်နဲ့တစ်ဆိုင်တနေရာနဲ့တနေရာနေရာဒေသအလိုက်အနေငယ်ကွာဟာတာလေးတော့ရှိတတ်ပါတယ်ဒါလေးတော့ကျွန်တော်သိခဲ့ပြီးသိပြီနော်ဟုတ်ကဲ့ပါကျွန်တော်ဒီဖုန်းဈေးနှုန်းလေးကကျွန်တော်တို့သတ်မှတ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကုန်တယ်ပွဲစားတွေသတ်မှတ်တာပေါ့နော်ပုံတယ်ပွဲစားတွေသတ်မှတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းဈေးကြီးရတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီလက်လီဆိုင်နေတော့မဆိုင်ဘူးပေါ့နော်ကျွန်တော်တို့ကသူတို့ဒီကပေါက်ဈေးတိုင်းကိုကျွန်တော်ယူပြီးကျွန်တော်တို့ပြန်ဖြန့်ရတာပေါ့နော်အခုတော့ကျွန်တော်တို့ဒီဖုန်းဈေးတွေတက်တဲ့အတွက်ကျွန်တော်တို့လက်လီဆိုင်နေတော့ကျွန်တော်ရက်ထားရတယ်ပေါ့နော်ဘာလို့ရက်ထားလဲဆိုတော့ဖုန်းဈေးကမငြိမ်တဲ့အတွက်ကျွန်တော်တို့ကရောင်းရတာအဆင်ပြေဘူးနောက်ကြရင်ခုနဒီအခွန်ကိစ္စတွေရှိတဲ့အတွက်အခုတချို့ဖုန်းတွေကျတော့သူကအခွန်ဆောင်ထားတာမဟုတ်ဘူးနော်အခွန်ဆောင်ထားတာမဟုတ်တယ်ကျွန်တော်တို့ကယူရောင်းနေကျွန်တော် customer တွေကပြန်ပြီးအခွန်ဆောင်ရမယ်အနေထားရှိနေပါတော့အဲ့ဒါမလို့ကျွန်တော်တို့ကျွန်တော်ပစ္စည်းတွေရက်ထားပါတော့ကျွန်တော်ပစ္စည်းတင်နေရက်ပြီးတော့စကားပိုင်းပဲပြန်သွားနေရတဲ့အနေထားကိုတွေ့နေရပါတော့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီလကောင်မှာကျွန်တော်ဖုန်းသစ်ဝယ်မယ်ကျွန်တော်ပေါ်လာတဲ့အတွက်ကျွန်တော်တို့အကြမ်းမြင့်ဖုန်းဈေးနှုန်းတွေပေါ့နော် Redmi ဖုန်းသစ်ဈေးနှုန်းတွေအကြမ်းမြင့်တွေသိအောင်တင်ပေးရဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးအဆုံးထိလိုက်ကြည့်ပြကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ပထမဦးဆုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi 15C ထိုင်းကလိုပဲအလုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 618ကို9,900ဝယ်ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 12 Pro 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို9သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်3မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 30 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို8သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်4မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 30 Pro 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို8သိန်း9,000ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်5မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 40 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို9,15000နဲ့ရောင်းချနေပြီး RAM 8256ကိုတော့9,800ဝယ်နဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်6မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 40 Pro 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို8,800ဝယ်ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 15 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို8သိန်းဝယ်ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 15 Pro လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို10,500ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 15 Pro Plus လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို13,800ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Turbo 4 Pro ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို14,500ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်17မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့Turbo 5 Max ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို16,500ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်7မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ K80 Ultra လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို19သိန်းပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်73မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ K90 တွေပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို18,500ပတ်ချလဲနဲ့ရောင်းချနေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးအဆုံးထိလိုက်ကြည့်ပြကြတဲ့အတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်လာကွန်ရင်ဖုန်းသစ်ဝယ်မှာကျွန်တော်ရဲ့ဘော်ဒါတွေနဲ့အဆင်ပြေချောမေးပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပါတယ်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုကြရင်တော့ကျွန်တော်တို့တခြား brand တွေဖြစ်ကြတဲ့ Tecno Oppo Vivo Samsung အစရှိတဲ့ကျွန်တော်ဖုန်းသစ်ဈေးနှုန်းလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အမှန်ကတော့ဒီ၄လပိုင်းကိုကျွန်တော်မဲဖောက်ပေး
ပေးဖို့ပေါ့နော်အဲဒါပေမဲ့လည်းကျွန်တော်ဒီကျွန်တော် channel ကဝင်နေဝင်ဝေးကဒေါ်လာ100ပတ်ချလည်းပဲရှိတဲ့အတွက်ကျွန်တော်ဒီ9လပိုင်းကျရင်ကျွန်တော်မဲဖောက်ပြီးတော့မယ်အစီအစဉ်လေးရှိပါတယ်ခင်ဗျာဒီအစီအစဉ်လေးမှာလည်းအားလုံးပါဝင်ပေးကြလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ဒုတိယအကြိမ်မဲဖောက်ပြီးပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီအစီအစဉ်လေးမှာအားလုံးပါဝင်ပေးကြလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ